အနုပညာကိုတမိုးထားတဲ့စိတ်ရင်းလေးနဲ့မသက်ထားစေရဲ့မသက်ထားစေရဲ့စိတ်ရင်းမှန်ကိုယခုလိုမျိုးချပြလာခဲ့ပါတယ်။မသက်ထားစေနဲ့ပတ်သက်ပြီးတော့မာနကြီးတယ်မတူသလိုမတန်သလိုဆက်ဆံနေဆိုတဲ့ဝေဖန်တန်တွေကြောင့်စိတ်မကောင်းဖြစ်မိတာတော့အမှန်ပါပဲ။ဒါပေမဲ့လည်းအခြေတွင်နေပြန်ပြောမိပြီးတော့မတုတ်ပြန်စေချင်ပါဘူး။ကိုယ့်ဘက်ကနေအလိုက်တဲ့ပြန်ပြောလိုက်ရင်လေသူတို့ကပြောတာမှန်နေတယ်လို့ဖြစ်သွားမှာဆိုလို့မပြောတော့ဘဲနဲ့နေမိတာလို့ပြောဆိုခဲ့ပါတယ်။မိန်းကလေးတစ်ယောက်နဲ့တင့်တော်တဲ့စကားလုံးတွေနဲ့ပဲတည်တည်ငြိမ်ငြိမ်လေးရှိနေချင်တာပါ။ဒါပေမဲ့လည်းအနုပညာနဲ့ပတ်သက်လာရင်တော့မိသက်ထားစင်မှာခိုင်မာတဲ့မူဝါဒတွေရှိပါတယ်။အထူးသဖြင့်ဇက်စင်ပေါ်မှာအောက်လုံးတွေသုံးပြီးတော့ပြက်လုံးထုတ်တာမျိုးကိုလုံးဝလက်မခံနိုင်ပါဘူး။အနုပညာရုပ်ရှင်လောကတွေကနေအကြာကြီးအနားယူပြီးနောက်ပိုင်းမှာအနုပညာလောကမှာပထမဆုံးယုံသိမ်းပြသတော့မယ်ဖွေးရဲ့ရုပ်ရှင်စကားကြီးကဂန်းကွန်ဒီရုပ်ရှင်စကားကြီးပဲဖြစ်ပါတယ်။ဂန်းကွန်ဒီရုပ်ရှင်စကားကြီးကတော့နမဲကြီးကနဝဲစာရေးဆရာကြီးမင်းလူရဲ့ဝတ္ထုကိုရိုက်ကူးပုံဖော်မှာပဲဖြစ်ပါတယ်။ဂန်းကွန်ဒီရုပ်ရှင်စကားကြီးကိုတော့နမဲကြီးဒရိုက်တာဝိုင်းကပုံဖော်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ဂန်းကွန်ဒီဝတ္ထုရဲ့အဓိကဆက်ဆောင်နှစ်ဦးဖြစ်တဲ့စိုးချစ်နဲ့ခင်မင်တဲ့နေရာမှာလည်းတရုတ်ဆောင်မင်းသားအလင်းရောင်နဲ့ဖွေးဖွေးတို့ကပါဝင်တရုတ်ဆောင်ထားခဲ့ပါတယ်။ဂန်းကွန်ဒီဝတ္ထုဟာမြန်မာစာပေလောကမှာဇက်အိမ်ဇက်လန်ကောင်းမွန်မှုကြောင့်ထင်ရှားတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်သလိုဝတ္ထုထဲမှာပါဝင်တဲ့ဇက်ကောင်တွေဟာအများကြီးလွတ်ပြောက်ခွင့်ရတာကြောင့်ဂန်းကွန်ဒီရုပ်ရှင်ဇက်ကားကြီးကိုစတင်ရိုက်ကူးတဲ့အချိန်မှာဖွေးဖွေးနဲ့အလင်းရောင်တို့ဟာအကယ်ဒမီဆုရရှိနိုင်တယ်ဆိုပြီးနာမည်ကြီးလာခဲ့တာပါ။တကယ်တော့ဒီဂန်းကွန်ဒီရုပ်ရှင်ဇက်ကားကြီးဟာအခုမှစတင်ရိုက်ကူးပြီးရုံတင်ပြသတဲ့ဇက်ကားကြီးတော့မဟုတ်ပါဘူး။ဂန်းကွန်ဒီရုပ်ရှင်ဇက်ကားကြီးကိုလွန်ခဲ့တဲ့9နှစ်အကြာမှာ2018ခုနှစ်တည်းကရိုက်ကူးပြသခဲ့တာဖြစ်ပြီးကိုဗစ်နဲ့အခြားသောအခြေအနေတွေအကြောင်းမျိုးကြောင့်ရုံတင်ပြသခွင့်မရခဲ့တာဖြစ်က2025ခုနှစ်မှာရုံတင်ပြသခွင့်ရခဲ့တာပါ။ဂန်းကွန်ဒီရုပ်ရှင်ဇာတ်ကားကြီးကိုပုံဖော်အသက်သွင်းခဲ့တဲ့ဒရိုက်တာဝိုင်းကတော့ဂန်းကွန်ဒီရုပ်ရှင်ဇာတ်ကားကြီးကိုခက်ခဲရိုက်ကူးခဲ့ရပုံရုပ်ရှင်ဇာတ်ကားတစ်ခုလုံးရဲ့အဓိက main point ဖြစ်တဲ့ဂန်းကော်ပင်ကြီးတည်ရှိတဲ့နေရာကိုရှာဖွေခဲ့ရပုံရိုက်ကူးနေစဉ်အတွင်းမှာဂန်းကော်ပင်အစ်စ်မရှိလို့ရန်ကုန်ကရေခဲရိုက်ဂန်းကော်တွေကိုခက်ခဲယူခဲ့ရပုံတွေကိုပြောပြလာခဲ့ပါတယ်။ဒါပြင်မှာတော့ဇကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့အလင်းရောင်နဲ့ဖွေးဖွေးတို့ကလည်းဂန်းကွန်နီရုပ်ရှင်ဇကားကြီးရိုက်နေစဉ်ကာလတွင်သူတို့နှစ်ယောက်စလုံးပြုလုပ်တဲ့ထူးထူးခြားခြားအရာတွေအမတ်တရဖြစ်ပျက်တွေယခုလိုမျိုးပြောပြခဲ့ပါတယ်။ဒါပြင်ဖွေးဖွေးနဲ့အလင်းရောင်တို့ဟာလည်းဂန်းကွန်ပင်အောက်မှာတောင်းစုပြုခဲ့တဲ့အရာတွေကိုလည်းပြောဆိုခဲ့ပါတယ်။အလင်းရောင်ကဂန်းကွန်နီဇကားစတင်ရိုက်ကူးတဲ့ချိန်မှာတော့ဖွေးဖွေးကိုရှိနေတယ်လို့ဆိုပါတယ်။အထူးသဖြင့်ဖွေးဖွေးကအဆိုပါအချိန်မှာထိတ်တန့်အကယ်ဒမီဆုရရှိထားတဲ့မင်းသမီးတစ်ယောက်ဖြစ်နေတာကြောင့်ရောအရင်ကစကားတွေရိုက်ဖူးပေမဲ့လည်းတိတ်မရင်းနေတာကတကြောင်အလင်းရောင်တို့ဟာအစောပိုင်းမှာတော့ဖွေးဖွေးကိုရှိနေခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းဂန်းကွန်ဒီစကားစတင်ရိုက်ကူးတဲ့ချိန်မှာတော့သူတို့နှစ်ယောက်ဟာချစ်သူတွေအဖြစ်နဲ့စတင်သရုပ်ဆောင်ခဲ့ရသလိုရှူတင်ထားပြီးဂန်းကော်ပင်အောက်ပလင်တစ်ယောက်တစ်လုံးတောက်နေကြတာတွေရောအများကြီးရင်းနှီးသွားခဲ့ကြပါတယ်။ဖွေးဖွေးနဲ့အလင်းရောင်တို့ဟာလည်းဂန်းကွန်ပင်ကြီးရဲ့အောက်မှာအတူတူသရုပ်ဆောင်ရင်းနဲ့ညဘက်တွေဆိုတောက်ရင်စားရင်စကားတွေပြောရင်းနဲ့အများကြီးခင်မင်သွားကြတယ်လို့ဆိုပါတယ်။ဒါ့အပြင်မှာတော့ဖွေးဖွေးနဲ့အလင်းရောင်တို့ဟာဂန်းကွန်ဒီရုပ်ရှင်ဇာတ်ကားကြီးအောင်မြင်သွားရင်တော့ဂန်းကွန်ပင်အောက်ကိုတစ်ခါတူတူပြန်ရဖို့အတွက်ဂတိပေးလာခဲ့ကြပါသေးတယ်။ဒါကြောင့်လည်းဂန်းကွန်ဒီရုပ်ရှင်ဇာတ်ကားကြီးအောင်မြင်ဖို့အတွက်ဖွေးဖွေးနဲ့အလင်းရောင်တို့ကဆုတောင်းခဲ့ကြတာပါ။ဂန်းကွန်ဒီရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးခဲ့တဲ့ဒရိုက်တာဝိုင်းကတော့ဂန်းကွန်ဒီဇာတ်ကားမှာဖွေးဖွေးဟာခင်မင်တိနေရာကိုအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ကျင်းနှမိတယ်လို့ဆိုပါတယ်။ဒါပြင်မှာတော့အလင်းရောင်ဟာအစောပိုင်းမှာဂန်းကွန်ဒီဇာတ်ကားကိုရိုက်ကူးဖို့စီစဉ်ထားတဲ့မင်းသားမဟုတ်ပဲရိုက်ကူးမဲ့မင်းသားကတော့အသက်40ကျော်နေတာကြောင့်ခရိုက်တာနဲ့လိုက်ဖက်အောင်အလင်းရောင်ကိုသရုပ်ဆောင်ခိုင်းမိမယ်အကောင်းဆုံးသရုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းဂန်းကွန်ဒီရုပ်